င်္ဂလာပါရှင်ဒီဗီဒီယိုလေးမှာတော့ purchase ထဲကနေ purchase requisition တင်သွင်းလေးကိုပြောပြပေးပါမှာမယ်ရှင် purchase requisition ကတော့ဒီ purchase module ကိုဝင်လိုက်တာနဲ့အရင်ဆုံးမြင်ရမယ့် menu ဖြစ်ပါရဲ့ရှင်ဒီမှာဆိုရင်ဘေးမှာ search panel လေးရှိပါရဲ့ရှင်state alike department alike record တွေကိုကြည့်လို့ရပါရဲ့ရှင် state တွေ department တွေရဲ့ဘေးမှာလည်း record ဘယ်နှခုရှိလဲဆိုတာကိုအရေးအတွက်လေးပြထားပေးပါရဲ့ရှင်ဒီလိုမျိုးဝင်ကြည့်လိုက်မယ်ဆိုရင်ဒီ approve stage ကိုရောက်နေတဲ့ record လေးတစ်ခုမြင်ရမယ်ပေါ့နော်ဒါမှမဟုတ်တခြား stage ကိုဒီလိုဝင်ကြည့်လိုက်ရင်လည်းဒီမှာကျတော့ record မရှိတဲ့အတွက်ကြောင့်မလို့ဘာမှပြပေးမှာမဟုတ်ပါဘူးရှင်purchase requisition အသစ်လေးတစ်ခု create လုပ်ချင်တယ်ဆိုရင်တော့ဒီ new လေးကနေစပြီးတော့သွားလို့ရပါတယ်ရှင်ဒီမှာဆိုရင်ကိုlogin ဝင်တဲ့ app လေးကတန်းပေါ်တယ်ပေါ့နော်နောက်ပြီးရင်ထည့်ထားတဲ့ department လေးလည်းဒီမှာတန်းပြီးတော့ချပေးရပေါ့နော်အဲဒီမှာဆိုရင်သူ့ရဲ့ဘယ် project အတွက် requisition တင်ပါလဲဆိုတာလေးရွေးပေးလို့ရပါတယ်ရှင်အဲဒီမှာဆိုရင်မာဒီလို RPS back office ဆိုပြီးတော့ရွေးပေးလိုက်မယ်နောက်ပြီးရင်သူ့ရဲ့ requisition deadline လေးကိုလည်းသတ်မှတ်ပေးလို့ရပါတယ်ရှင်ဥပမာအားဖြင့်ဒီ April 30 2025ကိုရွေးပေးလိုက်မယ်ပေါ့နော်ဒီမှာဆိုရင်လည်း currency ကို USD လား MMK လားဆိုပြီးတော့ရွေးပေးလို့ရပါတယ်ရှင်ဒါလေးအကုန်ရွေးပြီးသွားပြီဆိုရင်တော့ဒီမှာ product လေးတွေကို add line နှိပ်ပြီးတော့ထည့်ပေးလို့ရပါတယ်ရှင်ဒီအောက်မှာဆိုရင်တော့ဒီမှာ product ထဲမှာထည့်ထားတဲ့ product လေးတွေကိုဒီကနေပြီးတော့ရွေးလို့ရတယ်ပေါ့နော်ဒီထဲမှာမရှိဘူးဆိုရင်လည်းဒီ search mode လေးကိုနှိပ်ပြီးရွေးလို့ရတယ်လို့ကိုကproduct နာမည်ကိုသိမယ်ဆိုရင်လည်းဒီကနေနှိပ်ပေးလိုက်ရင်သူကသူဒီမှာရှိတဲ့ဟာတွေကိုအကုန်လုံးပြပေးပါရဲ့ရှင်ဒါလေးကိုနှိပ်ပြီးတော့ဒီမှာဝင်ရွေးလို့ရပါရဲ့ရှင်ဒီမှာဒါလေးကိုရွေးလိုက်မယ်ဆိုရင်သူကတော့ဒီ product အတွက် estimate price ကိုထည့်မထားတဲ့အတွက်ကြောင့်ဒီမှာဘာမှမပေါ်တာပေါ့နော်ဒီမှာကိုဝယ်မဲ့ price လေးကိုထည့်ပေးလို့ရပါတယ်ရှင်ဒီမှာလည်း quantity လေးထည့်ပေးလို့ရပါတယ်ရှင်ဒီမှာ vendor ရှင်ရဲ့ရွေးပေးလို့ရတယ်လို့မရှိရင်လည်းထားခဲ့လို့ရပါတယ်ရှင်ဒီမှာ test ရှိရင်လည်း test လေးထည့်ပေးလို့ရပါတယ်ရှင်နောက်ပြီးနောက် product တွေကိုထပ်ထည့်ခြင်းနဲ့ဒီ add line ကိုပဲနေပြီးတော့ထပ်ထည့်ပေးလို့ရပါတယ်ရှင်ဒီမှာဆိုရင် price လေးရယ် quantity လေးရယ်ထည့်ပေးလို့ရတယ်ပေါ့နော်တကယ်လို့အဲ့လိုလုပ်ပြီးသွားလို့ရှိရင်တော့ reason for requisition လေးကိုလည်းထည့်ပေးလို့ရပါတယ်ရှင်ဒါဆိုရင်ဒီမှာရှိတဲ့ amount လေးအကုန်လုံးလည်းဒီမှာ auto calculate လုပ်ပေးပါတယ်ရှင်ဒါကတော့ test မထည့်ထားလို့ပေါ့နော် test ထည့်ထားရင်လည်းဒီမှာ test amount လေးကိုလည်း calculate လုပ်ပြီးတော့ဒီမှာတစ်ခါလေး total တွက်ပေးပါတယ်ရှင်အဲ့ဒါပြီးရင်ဒီ save button လေးကိုနှိပ်ပေးလို့ရပါတယ်ရှင်နှိပ်ပေးပြီးသွားရင်တော့ဒီမှာ confirm လေးနှိပ်ပေးလိုက်ရင်purchase requisition လေးတင်ပြီးသားဖြစ်သွားမယ်ပေါ့နော်အဲ့ဒီကနေပြီးတော့ဒါကတော့ testing လုပ်ပြတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာ approve အကုန်ပေးလို့ရအောင်လုပ်ပေးထားရပေါ့နော်ကိုကတင်မယ်ဆိုရင်တော့တကယ်လို့ကိုက approve ပေးလို့ရတဲ့ permission မရှိဘူးဆိုရင်တော့ဒီမှာဘာခလုံးမှပေါ်မှာမဟုတ်ပါဘူးရှင်ဒီမှာဆိုရင် student ကနေ approve ပေးမယ်နောက်ပြီးရင် finance ကနေထပ်ပြီးတော့ check ပေးမယ်ပြီးရင် manager ကနေ approve ပေးမယ်အဲ့လို3ဆင့်ပြီးသွားတဲ့အခါဆိုရင်တော့ approve stage ကိုရောက်သွားပါပြီရှင်အဲ့ဒါဆိုရင်တော့ purchase requisition process လေးရပြီးသွားပြီလို့ပြောလို့ရပါတယ်ရှင်ဒါပေမဲ့ဒီ create begin MPO ဆိုတာကတော့သူက purchase requisition တင်ပြတဲ့အခါမှာ purchase order process လေးကိုဆက်သွားဖို့အတွက်ပေါ်လာတဲ့ခလုံးလေးပေါ့နော်အခုပုံမှန်တိုင်းဆိုရင် purchase requisition မှာတော့အဆင့်အား3ဆင့်ဖြစ်သွားတယ်ပေါ့နော် intern for storekeeper ရယ် check by finance ရယ် best by manager or GM ရယ်ရှိမယ်ပေါ့နော်ဒါကတော့350အောက် requisition တင်တဲ့ record တွေအတွက် stage က3ဆင့်ပေါ့နော်တကယ်လို့350အထက်ဖြစ်သွားမယ်ဆိုရင်တော့ best by manager or GM နောက်မှာapproved by doctor or MD ဆိုပြီးနောက်ထပ် approve stage တစ်ဆင့်တိုးသွားမယ်ပေါ့နော်ဒါဆိုရင် PR approval stage ကတော့ဒီမှာပြီးသွားပါပြီရှင်အဲ့ဒါအတွက်approval info လေးကိုလည်းဒီ requisition order ရဲ့ page က tab လေးမှာနှိပ်ကြည့်လို့ရပါတယ်ရှင်အဲ့ဒါဆိုရင်ဘယ်သူတွေက approve ပေးသွားလဲဘယ်အချိန်မှာ approve ပေးသွားလဲဆိုတဲ့ detail info လေးတွေကိုကြည့်လို့ရပါတယ်ရှင်
အဲ့ဒါကို report အနေနဲ့ထုတ်ကြည့်စနေဆိုရင်လည်းဒီကနေဒီဘေးက setting icon လေးကနေပြီးတော့ print purchase requisition ဆိုပြီးတော့ထုတ်ကြည့်လို့ရပါတယ်ရှင်အဲ့တော့ဆိုရင်ဒီမှာ report ပုံစံလေးနဲ့ပေါ်မယ်ပေါ့နော်အဲ့ဒါကိုဒီမှာ PDF ကိုမျိုးထုတ်လို့ရတယ်လို့ဒီမှာဆိုရင်လည်း CSV file နဲ့လိုမျိုး format ကိုကြိုက်တယ်လို့ရေးပြီးတော့ထုတ်လို့ရပါတယ်ရှင် purchase requisition လေးကတော့ဒီလောက်ပါပဲရှင်ဒီဟာပြီးသွားရင်တော့ purchase order အတွက်ကိုနောက်ဗီဒီယိုလေးမှာဆက်ပြီးတော့ပြပြပေးသွားပါမယ်ရှင်ကျေးဇူးတင်ပါတယ်